ခိုင်ဘာသာရုပ်တဲ့အစီအစဉ်ကစိုက်တွင်မှာကြောပါခရီရထဆွေးပွေးတော်အကောင်ကိုထွန်ပြပြီးတော့ပါမယ်တဘူထေလာရောက်တိုင်းကြောင်ပါပြုလုပ်လေးရှိရီအဖို့မဖက်နိုင်ရီရခိုင်ရူရာရထဆွေးပွေးတော်ကိုရခိုင်ပြည်နယ်မြို့တော်စိုက်တွေမှာဖေဖော်ဝါရီလ3ရက်နေ့ကနေပြန်ခနိုင်ရနေ့ထိစေကတိုင်းလိုက်စောကြောင်ပါခပါရီအခုကြောင်ပါရီပွေတော်စောလေဗီမရောက်ထိုက်ပါရီရထစေပွေကြောင်ပါရီရှာကိုတော့ခါပွေတော် primary committee ဥက္ကဋ္ဌခရာတီဆရာဂရီဦးထွန်းရွှေမောင်ကအခုပိုင်စာပရောပရပါရီကျွန်တော်တို့ရဲ့ရိုးရာအစဉ်လာတိဆိုရှိကတာဝန်ရှိပုဂ္ဂိုလ်တွေကလိုက်လူစုထားခါကျွန်တော်တို့ရဲ့ရိုးရာအစဉ်လာတိရိုးရာယဉ်ကျေးမှုတွေကပြောက်ွယ်လာပါတယ်လူမျိုးတစ်မျိုးတည်တံ့ဖို့ဆိုတော့ကရိုးရာဘာသာစကားစာပေယဉ်ကျေးမှုရရှိဆိုအဓိကပါရရှိသည့်ပြောက်ွယ်ကလူမျိုးပြောက်လာဖို့ဆိုတော့ကျွန်တော်တို့ကကိုယ့်ရဲ့လူမျိုးကိုထိမ့်သိတဲ့အနေနဲ့ကိုယ့်ရဲ့ရိုးရာတိကိုအစဉ်လာထိမ့်သိနိုင်အောင်ဆိုရရှာတော့ဒီပွဲကိုကြောင်းပါတော့ဖိုက်ပါတယ်ရခိုင်ရရာရထဆွေးပွေးစောရခိုင်ဗရောမောဘာဂရီလာထာကပွန်ဆောက်တလာရီရည်ကျမှုပွေးလဲတပွန်ဖိုက်တီလို့သိရပါရီမောဘာဗရောလာထာကအမဲပညာရှိဥမရဝါရီမရာဦးနဲ့တော်ကိုကကွေကိုအတော်သူတော်ကိုခွေးပြဲအူကိုဆွေထုတ်ပြီးကေသူတီရနေရမှာသုံးဂရုဖို့ဗရောကိုမှားခါကေလေးသူလေးကြတိဆွန်ရနေရဆိုအမဲပညာရှိတရားကိုသုံးဂရုဟူတီသောတော်ကောင်းငွယ်ရနေရမဟုတ်တေအတော်နဲ့ဗရောကတခါသောတော်ရနေရမှာသုံးဂရုဖို့စီစဉ်ရီခါပြည်သူနဲ့ဗရောကမှာသောင်းဂရုဘူးနေရအပေါ်အမရောမတူလို့သူအလောင်းကိုရထထတောင်ပြီးဆေရာကနေရထဆွေဝေပေါ်ပေါလာစောခိုက်တီလို့သိရပါရီအခုပိုင်ကြီးကြီးမုံအရာအရိကရီရီပွေးတပွေးဖိုက်တီအတော်နဲ့ရထဆွေပွေးကိုပြည်သူများကအထူးစိတ်ဝင်တစားရှိခဲ့တီလို့ပြောပါရီစိတ်ဝင်စားမှုကောင်းရှိပါရဲ့အတတရပါစီဝေခေါ်ခဲ့တာခဲ့တဲ့ဆွေနေခဲ့တဲ့အကရင်ပြုခဲ့တဲ့နောက်ပွဲလုံချုံတွေကိုလည်းသောအယံရှိကဆိုကေကိုရိုးပွဲကိုကိုရိုးထိတ်ပါတယ်ဒီမှာခိုင်မရှိရဲ့ကိုကံပညာအဖောင်းအဖွေတီအားလုံးကပါဝင်ပြီးကေတောင်ဖမရောက်ဖစီစဲမဲ့ပြီးကေရပ်ပဲထိန်ခဲ့ပါတယ်ဒီနိုင်မှာတော့ခါကျွန်တော်တို့ပြည်နယ်ဆိုရပွဲကလုံချုံရီတီချပြီးပါရဲ့အပရောင်ဘက်တီကိုကျွန်တော်တို့အသွင်ပွဲခေါင်းတီမှာတော့ခါကျွန်တော်တို့လူတီနဲ့ပဲကျွန်တော်တို့ကထိန်ပါတယ်ပွေတော်စေကပုံကိုလေဆရာကြီးကအခုပိုင်ပြောပါရီစေပါရဲကောင်းစေပါရဲစိုက်တယ်မလို့ပေါ်ရက်ကောအလုံးပါဝင်ပါရဲနောက်တစ်ခါဆယ်ရိုကြကဲကကျေတော်တို့ပါဝင်ခဲ့ပါရဲအလုံးသူကစိတ်ပါဝင်စားပြီးကတားတော့ခဲ့ပါရဲအလုံးသူကအပြီးခဲ့ပါရဲရခိုင်ရင်ကျေးမှုတိစောအခုအခါမှာတဖိဖိနဲ့တိမ်ရိုးပြောက်ွယ်လာနိုင်ပါရဲညော့အတော်နဲ့ကိုရိုးရင်ကျေးမှုတီမပြောက်ပြအောင်ရခိုင်မျိုးတိုင်းရော်တိုင်းမှာရင်းချင်းမှုတီကိုထိမ့်သိမ့်ဖို့လိုအပ်တယ်လို့ဆရာဂရီကတိုက်တွန်းပရောကလာခပါရီကျွန်တော်တို့ဒီလောက်ကမောင်တော်ကျောင်းပါပါရယ်ကျောက်ဖူရိုမလေးကျောင်းပါဆိုကိုသိရပါရယ်ကျွန်တော်တို့က project ဆိုကရခိုင်ပြည်နယ်မှာရှိမြို့နယ်အားလုံးမှာဒီပိုင်းပဲဟိုရိုးရရိုးရာရထပွဲလောင်ပရင်ပွဲကျောင်းပွဲတို့ကိုအစလာမပြအရေတတဲ့ခိုင်မဲအောင်မြို့တိုင်းကကျောင်းပါကေတော့ခါအကောင်းဆုံးဖိုက်ပါဖို့လို့မမင်းပါရဲ့အခု၌စိုက်တွင်မျိုးလေဗင်မရာရထဆွေးပွဲမှာဆယ်ရိုဂျာရက်ကောကပထမရိုဗီမရာရက်ကောကဒုတိယလက်မတော်တောင်ကတာတိယနဲ့အုံတပွန်ရက်ကောကစတုထရရှိလဟာရီလို့သိရပါရီအလားတူမောင်တော်မျိုးမှာလေရထဆွေးပွဲကိုဖေဖော်ဝါရီလ9ရက်ကနေပြန်ခနိုင်ရနေတီသုံးရတိုင်းစေကတိုင်းလိုက်စောကြောက်ပါခါရီကြီးပွေတော်မှာလေကကောင်းစေကခါရီလို့သိရပါရီ